ချေဘဝနဲ့ရေးမိချစ်တဲ့သူကိုမှနေမေးချေနောက်ဆုံးအိတ်ဆက်ချေတီမင်းနာမရှိချေမဖြစ်နိုင်တာတွေကိုမျောလင်းချက်တွေထားဒီလူကိုမုံပြီးနေအဝေးသို့ထွက်သွားတိမ်တိုင်းတွေကြားမှာပြန်သက်နေတဲ့ငံများသူမောက်တွေ့ကျုပ်စီကိုပြန်လာဖို့တမကြဒီတရားတွေကိုငါဘယ်လိုမေးမလဲဖြူစင်နေရတွေနေကိုယ်တိုင်စေချေမင်းကတော့ဟောင်းမေးလို့တည်တွေ့ပြီးပဲဆူတောင်းပေးတဲ့မစ်ချစ်တဲ့သူနဲ့မင်းပေါင်းဖတ်နိုင်ပါစေရာဒီတွေ